လမ်းဘေးကတာမန် T-shirt အင်ဂျီတစ်ထည်ကိုလေဒေါ်လာရာချီပေးပြီးဝယ်ဖို့ဆိုတာတာမန်အမြင်နဲ့ကြည့်ရင်နားလည်ရခက်တယ်ပေါ့နော်ဟုတ်တယ်ဗျတော်တော်လေးနားလည်ရခက်ပါတယ်ရိုးရိုးလေးစဉ်းစားကြည့်လေချီတာနဲ့ချုပ်ထားတဲ့အင်ဂျီတစ်ထည်ပဲအကိုဘာလို့လူတွေကဆိုင်ရွှေ့မှာမူလင်းပေါက်တန်းစီပြီးဒီလောက်တောင်ယူယူမူမူဖြစ်နေကြတာလဲပေါ့အဲ့ဒါကတကယ်ကိုမိကွန်းထုတ်စေရမယ်ဒီရမြစ်ထက်ကအချက်လက်တွေကိုတေချခွဲချင်းစိတ်ဖြာချီတဲ့အခါ street wear လို့ခေါ်တဲ့ land based fashion ဟာ fashion တက်တက်မဟုတ်ပဲဇလံပြောပြခြင်းနဲ့ရှားပါမှုတွေကိုပေါင်းစပ်ထားတဲ့တီးတန့်ကဘာထူဖြစ်နေတာကိုတွေ့ရတယ်လေ street wear ရဲ့အနှစ်သာရအဲ့ဒါပဲလေအင်ကြီးပေါ်က logo တစ်ခုဒါမှမဟုတ် design တစ်ခုကိုဝစ်ဆင်ထားတာစကားတစ်ခုမှပြောစရာမလိုပဲငါကဘလို့ယဉ်ကျေးမှုကလာတယ်ဘလို့ဂီတကိုနားထောင်တယ်ဆိုတာကိုပြညနေတာပါပဲကိုယ့်ရဲ့ခံယူချက်ကိုပြနေတာပေါ့အတိအကျပဲဗျာအစပိုင်းမှာတော့ဒါဟာလူနည်းစုလေးတွေအထူးသဖြင့် skate စီးတဲ့သူတွေရေလိုင်းစီးတဲ့သူတွေကြားမှာသူတို့အချင်းချင်းတိတာဝစ်စင်ကြတယ်လက်တွေ့ကျရဲ့အဝတ်စားလေးတွေနဲ့စတင်ခဲ့တာပါအဲ့ဒီအစဖြူရဇလန်ကိုပင်ချင်း Stussy ဆိုတဲ့အမတ်တန်စီကိုတွားတွေ့တယ်ပေါ့နော်ဟုတ်ပါတယ် Stussy ပေါ့ကယ်လီဖိုးနီးယားရေလွှာရှွန်းစည်းယဉ်ကျေးမှုကနေစခဲ့တာဆိုတော့တိတ်ထူးဆန်းတယ်အခုဆိုရင်လမ်းနေပေါ်မှာအဲ့ဒီလရင်းနဲ့ရေးထားတဲ့ Stussy logo မို့နေရာတိုင်းမှာတွေ့နေရပြီလေဟုတ်တယ်ဗျသူတို့ကတချို့နာမည်ကြီးအမတ်တန်စီဒီလိုရုပ်တံကြော်ညာတွေအကြီးကျယ်လုပ်ပြီးနာမည်ကြီးလာတာလားဘလို့လုပ်ပြီးကဘာနံပြင်လာတာလဲရှင်အဲ့ဒီနေရာမှာ Stussy ရဲ့ညံရည်ထက်မြက်မှုကရှိနေတာပါပဲသူတို့ကပိတ်ဆာညရေးသုံးပြီးကြော်ညာရမျိုးလုံးဝမလုပ်ခဲ့ဘူးဗျတကယ်ဘလို့လုပ်တာလဲအဲ့ဒါဆိုရင်အဲ့ဒီအစား data ကန် DJ တွေ skate သမားတွေမြေအောက်အမှုပညာရှင်တွေကိုသူတို့ရဲ့ engine တွေပေးဝတ်ခဲ့တယ်ဒါကဘယ်လိုပြောမလဲတဘာဝကြကြကြီးထွားလာတဲ့လူမှုသိုက်ဝင်းကိုတိဆောက်လိုက်တာပဲလူတွေက TV ကြော်ညာတဲ့က model တွေဝတ်တာကိုမြင်ရတာမဟုတ်ပဲတကယ်လက်တွေ့ဘဝမှာသူတို့အားကြရတဲ့လမ်းပေါ်အမှုပညာရှင်တွေဝတ်ထားတာကိုမြင်ရတဲ့အခါပိုပြီးစစ်မှန်မှုကိုခန်းစားရတယ်လေတစ်ပင်တပင်ရဲ့အမြင့်လိုမျိုးတဘာဝအကြိုက်အမြင့်တွေပြီးကြီးထွားလာတဲ့သဘောပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့ fashion ကဘာကိုတကယ့်ကိုကင်လုပ်ပိုက်တာက New York ကနေပေါ်လာတဲ့ Supreme လို့ထင်နေရှင်Supreme ကတော့တကယ်ကိုကန်တဝင်းပါပဲသူကအစက New York က skate ဆိုင်လေးဒီဇိုင်းပဲလေအခုကျတော့အဲ့ဒီအနီအောင်နောက်ခံမှာစာဖြူနဲ့ရေးထားတဲ့ box logo လေးကိုလူတိုင်းလိုချင်နေကြပြီမှန်ပါတယ်ရင်းမြစ်တွေထဲမှာဆိုရင် Supreme ရဲ့အထူးလျှို့ဝှက်ချက်က limited drops လို့ခေါ်တဲ့စနစ်လို့ဆိုထားတယ်လေအပက်စင်ပစ္စည်းအသစ်တွေကိုအရေးတွေအလုံးကန့်တက်ပြီးချရောက်တာပေါ့အဲ့ဒီစနစ်ကလူတွေကိုဘာဖြစ်လို့အဲ့ဒီလောက်အယူမှုဖြစ်သွားစေရလဲပုံမှန်ဝယ်စားဆိုင်တွေကပစ္စည်းတစ်ခုကိုလူတိုင်းဝယ်နိုင်အောင်များကြီးထုတ်တယ်လေအဲ့ဒီခါမှာပစ္စည်းရဲ့တန်ဖိုးကတာမန်ပင်ဖြစ်သွားတယ်ဟုတ်တယ်ဝယ်ရတာလွယ်တယ်လေ Supreme ကတော့ရှားပါမှုဆိုတဲ့သဘောတရားကိုအထုံးချတယ်ဆိုတော့ T-shirt တစ်မျိုးကိုအထေဟားရှယ်ပဲထုတ်မယ်ကြားရပတဲ့နဲ့မနက်7:00 နာရီမှာပဲရောင်းမယ်လို့သတ်မှတ်လိုက်တယ်အချိန်မှာကန့်တက်လိုက်တာပေါ့ဟုတ်တယ်ဒါဟာဖောက်တဲ့ရဲ့ဦးနှောက်ထဲမှာ dopamine လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းကိုထွက်လာစေတယ်ပစ္စည်းကိုဝယ်ရတာဟာငွေပေးပြီးယူလိုက်အောင်တတ်တယ်မဟုတ်တော့ပဲပြိုင်ပွဲတစ်ခုမှာအနိုင်ရလိုက်တယ်လို့ခံစားသွားရတာလေနားလေပဲတကယ်တော့လူတွေကအင်ဂျီကိုလိုချင်တာထက်အဲ့ဒီလိုရှားပါတဲ့အရာတစ်ခုကိုပိုင်ဆိုင်ထားရဆိုရင်ခံစားချက်ကိုလိုချင်တာပေါ့အတိအကျပဲဗျာတခြားသူတွေမရလိုက်တဲ့နေရာကိုငါရလိုက်တယ်ဆိုရင် FOMO ကိုအတုံးချခံလိုက်ရတာပေါ့နော်ဟုတ်ပါတယ်ဗျာနောက်ပြီး Supreme ရဲ့ဆိုင်တွေဟာဝယ်ယူဖို့တတ်တယ်မဟုတ်ပဲတွေးဆောင်ရနေရာတွေဖြစ်လာတယ်ဆိုင်ရှိမှတန်းစီရင်းနဲ့ပေါ့ဟုတ်တယ်ဆိုင်ရှိမှတန်းစီနေရင်တူညီတဲ့စိတ်ဝင်စားမှုရှိတဲ့သူတွေအချင်းချင်းမိတ်ဆွေဖြစ်သွားကြတယ်ဒီလို Supreme ကိုဝတ်ထားတာဟာအဝတ်စားဝတ်ထားတာမဟုတ်ပဲငါဒီရင်ချင်းမှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့တတ်သိပြချက်ဖြစ်သွားတာပါတာဝကြီးရဲ့ Stussy ကတပ်ပင်တပင်ရဲ့အမြင့်လိုမျိုးမြေအောက်ယဉ်ကျေးမှုမှာတဘာဝအကိုင်းခိုင်မာအောင်အခြေချခဲ့တယ်မှန်ပါတယ်ပြီးတော့မှ Supreme ကအဲ့ဒီအပင်ကထွက်လာတဲ့ပန်းတိတွေကိုအရေးအတွက်ကန့်တက်ပြီးလူတိုင်းမရနိုင်ဘူးဆိုတဲ့ရှားပါမှုနီးပြူကာရာနဲ့ဈေးကွက်ကိုဘလို့ဖန်ဆားရမလဲဆိုတာတီထွင်လိုက်တဲ့သဘောပဲနော်အဲ့ဒီနိုင်ရှင်ချက်ကတော်တော်လေးကိုမြင်သာပါတယ်ဗျာအခြေကအုပ်မြင်နဲ့ဈေးကွက်စိတ်ပညာပေါင်းဆက်သွားတာဗောဟုတ်ကဲ့ဒါပေမဲ့ဒီသေးတော်က skate ဆိုင်လေးတွေရေလိုင်းစီးရင်ကြည့်မှုတွေကနေကဘာနဲ့ကိုရောက်သွားဖို့ဆိုတာအဝိစာတသက်နဲ့တော့မရဘူးဗျာအတန်ချစ်ဆက်တဲ့ခုလိုလာတယ်အဲ့ဒီအတန်ချစ်ဆက်ကဂီတပဲမို့လားဟုတ်တာဗောဂီတလောကအထူးဖြင့် hip hop နဲ့ street wear တွေချိတ်ဆက်မိသွားတဲ့အချိန်ဟာတကယ့်ကိုပောက်ကွဲထွက်သွားတဲ့အချိန်ပဲလေမှန်တယ်ဥပမာ babe ကိုကြည့်လေဂျပန်ကနေစတင်ခဲ့ပြီးခေမှုဒီဇိုင်းဒီ
ရှားခူဒီစတွေနဲ့တွင်တင်ကေတာတစ်ခုအဖြစ်ကိုချက်ချင်းရောက်သွားတယ်နော် Baby ဖြစ်စဉ်ကအရှိကိုင်းနဲ့အနောက်တိုင်းယဉ်ကျေးမှုနှစ်ခုရဲ့ကူးလူဆက်နွယ်မှုကိုရှင်းရှင်းလင်းလင်းပြသနေတာပါဗျာ ဘယ်လိုမျိုးချိတ်ဆက်သွားတာလဲ ဂျပန်ကဒီထောင်သူနီကိုဟာ American Pop ယဉ်ကျေးမှုနဲ့ကာတွန်းတွေကိုဂျပန်ရဲ့အသေးစိတ်ကြတဲ့လက်မှုပညာနဲ့ပေါင်းစပ်ပြီးတော့ဒီဇိုင်းတွေဆွဲတယ်လी အာဟုတ်တယ် အဲ့ဒီအချိန်မှာ American က Hip Hop အမှုပညာရှင်တွေဟာတာမန်စင်ကန်ဖြစ်စီတဲ့ပို့ပြီးထူးခြားတယ်ဘယ်သူမှမသိသေးတဲ့ရှားပါတဲ့အရာတွေကိုရှာဖွေနေတဲ့အချိန်ဖြစ်နေတယ်နီကိုရဲ့ဒီဇိုင်းတွေကသူတို့ရဲ့ငါးကကွဲပြားတဲ့ဆိုတဲ့ sex center ကိုအတိအကျဖြည့်ဆည်းပေးလိုက်တာပါပဲ အဲ့ဒီဂီတနဲ့ချိတ်ဆက်မှုက UK ဘက်ကိုရောက်သွားတော့နောက်တစ်မျိုးပြောင်းသွားပြန်တယ် London မှာ Trap Star ဆိုတဲ့အမတ်တန်စိတ်ပေါ်လာတယ်လေ Trap Star ပေါ့ သူက UK rap ဂီတ grime ပြက်ကွေ့တွက်ကွက်တွေနဲ့နီးကပ်တယ်ပုံစံက babe လို့အယောင်တောက်တောက်တွေမဟုတ်ပဲမှုံမိုက်တဲ့အပြင်စင်တွေရေးတဲ့စာသားတွေဖြစ်လာတယ် ဟုတ်တယ်ဗျ နောက်ပြီးအစားပိုင်းမှာသူတို့ကဆိုင်မှာတရားဝင်မရောင်းမယ်ပီဇာဘူးတွေရဲ့ထက်သည်လုတ်ကိုရောင်းတာမျိုးတွေလုပ်ခဲ့ရလို့သိရတယ် အဲ့ဒါကမြေအောင်ရင်ကျေးမှုရဲ့တဘောတဘာဝကိုအမိရစောက်ကင်ထားတာပါဗျလမ်းကြားတွေညဘက် club တွေတဲပေါက်ဖွာလာတာ အင်းပို့ပြီးကြမ်းတမ်းတဲ့ပုံစံပေါ့ ဟုတ်တယ်ဗျလူတွေကသူတို့ရဲ့အဝတ်အစားကိုဝဲတာထက်အဲ့ဒီလန်ဒန်လမ်းမတွေပေါ်ကဂျန်နန်းနဲ့ရုံးကန်ရတဲ့လူနေမှုဘဝကိုခိုစားပြုချင်လို့ဝစ်ကြတာဖြစ်ပါတယ် ဂီတနဲ့ပတ်သက်လာရင်ဗီလုံးအကြောင်းလဲခြံထားကြလို့မရဘူးရှင် ဒါပေါ့ SMP mob အဖွဲ့နဲ့ chip ဆက်နေပြီးကြီးမားတဲ့ V logo နဲ့တတိပုတ်ကလာဆန်နဲ့စာသားတွေကိုတုံးထားတယ်ရင်းမြစ်တီအရာ V လုံးရဲ့ foundation တွေဟာနောက်ပိုင်းမှာတော်တော်လေးကြီးမားတဲ့အငင်းခွာဖွယ်ရပြဿနာတွေရှိပြီးနာမည်ပြက်ခဲ့တာတွေရှိပါလေလေဒါပေမဲ့ဒီနေရာမှာဗမလိုက်ပဲအချက်အလက်ကိုပဲကြည့်ရရင်တောင်မှအဲ့ဒီမထိုင်ခင်အချိန်အထိ V လုံးကလူငယ်တွေကြားမှာအကြီးကျယ်ရေပန်းစားခဲ့တာအမှန်ပဲ ဟုတ်တယ်ဗျအဲ့ဒီအချိန်တုန်းကတကယ်ကိုဩဇာကြီးခဲ့တာ ဒီတော့ကျွန်မစဉ်းစားမိတာတစ်ခုရှိတယ်ဒီအမက်တန်စိတ်တဲ့ရဲ့လှုပ်ရှားမှုက fashion company တွေထက်ဂီတတီးဝိုင်းတွေနဲ့ပိုတူနေတယ် စိတ်ဝင်စားစရာပဲတကယ်တဲ့အယောင်အဝယ်ဖြစ်နေတာကအငွေအသက်ပါပဲ အငွေအသက်ဆိုတာဘယ်လိုမျိုးလဲရှင် ဗီလွန်ရဲ့စာသားကိုကြည့်လေဗျာခစ်တဲ့လူမယ်တွေရင်ဆိုင်နေရတဲ့အထီးကြံမှုကိုပဲအားကိုးရမယ်ဆိုတဲ့ခန်းစားချက်ကို ASAP mob လို့နာမည်ကြီးအနုပညာရှင်တွေကသူတို့ရဲ့ဂီတာကနေတချင်းတဲဆောင်လာတယ် အော်ဟုတ်ကဲ့ အဲ့ဒီခန်းစားချက်ကိုကိုယ်တိုင်ဝတ်ဆင်ခွင့်ရဖို့အတွက်အင်ဂျီကိုဝေကြတာပါအနုပညာရှင်နဲ့ပရိသတ်ကြားကစိတ်ပိုင်းဆိုင်ရာတရားတစ်ဆင့်ဖြစ်သွားတာပေါ့ဗျာ အဲ့ဒီစိတ်ခံစားချက်ဆိုတဲ့စကားလုံးကနောက်ထပ်အပြောင်းလဲတစ်ခုရဲ့တော့ချက်ပဲနော် ဘယ်လိုမျိုးလဲဗျာ ဂီတာအနုပညာရှင်တွေကိုအားကြလို့ဝတ်ရှင်ရနေနောက်ပိုင်းရတော့အမှတ်တန်စိတ်တွေကလူတွေရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေကိုတိုက်ရိုက်ဖိမှတ်ထားလာကြတယ်အထူးခြားဆုံးဥပမာကတော့ anti social club ပဲ ဟုတ်တယ်ဗျာအဲ့ဒါတကယ်ကိုထူးခြားတဲ့ဖြစ်စဉ်ပဲ ဘာရုပ်ပုံဘာ graphics မှာရှုရှုရဲရဲမပါဘူးလေနာမည်လေးကိုပဲရိုးရိုးလေးရေးထားတယ်ဒါပေမဲ့အဲ့ဒီနာမည်ကလူတွေရဲ့အထီးကျန်မှုတိမ်ငယ်မှုစိတ်ပြတ်အားငယ်မှုတွေကိုတိုက်ရိုက်ချိမှန်သွားတယ် မှန်ပါတယ် ထုတ်လို့ရေးတယ်နောင်နေတယ်ပစ္စည်းပို့တာလားနဲ့ချီကြတယ်ဆိုရပြဿနာတွေအများကြီးရှိခဲ့ပြီးမဲ့လူတွေကဝယ်နေကြတော့ပဲဒါကဘလူးစိတ်ပညာမျိုးလဲရှင် တမယုချ fashion ဆိုတာအမြဲတမ်းငါကလာတယ်ငါကချမ်းသာတယ်ဆိုတဲ့အကောင်းမြင်တဲ့ဖြာရုပ်တွေကိုပဲရောင်းချခဲ့တာပေါ့ဗျာ ဟုတ်တယ်ပုံငန်းဆိုအဲ့ဒီလို ဒါပေမဲ့ anti social club ကအဲ့ဒီစီမင်းကိုပြောင်းပြန်လောင်ပြလိုက်တယ်လူတိုင်းမှာအထီးကျန်တဲ့ချိန်လူတော်မတိုးကျင်တဲ့ချိန်ရှိပါတယ်ဗျာအဲ့ဒီအားနည်းချက်ကိုဖုံးကွယ်မထားပဲရဲရဲဝံ့ဝံ့ဝတ်ဆင်ပြလိုက်တာဟာခစ်တဲ့လူငယ်တွေအတွက်ကြီးမားတဲ့ထွက်ပေါက်တစ်ခုဖြစ်သွားတယ် အော်ကိုယ့်ရဲ့ခန်းစားချက်ကိုဖွင့်ချလိုက်တဲ့သဘောပေါ့ အတီးကြပဲဗျာ အာတနိုဘီချင်းကတဲ့အမတ်တန်စိတ်တွေလည်းရှိလာလေနော်လန်ဒန်ကဖန်လက်ဆိုရင်ဘီတင်ရဲ့ဘောလုံးယဉ်ကျေးမှု kit hound design နေနဲ့ skate ယဉ်ကျေးမှုကိုပုံဆက်ထားတယ် ဟုတ်တယ် Palace ကတော်တော်လေးပေါ်ပါနိုင်တယ်ဗျာ သူတို့ကကိုစိတ်ပြီးအလင်းနဲ့မထားဘူး skate video တွေထဲမှာဟာသားတွေအရွှင်းဖောက်တာတွေပါဝင်တယ်နောက်ပြီးလက်တလောအထူးခြားဆုံးနဲ့အအောင်မြင်ဆုံးဖြစ်နေလာကတော့ Cortez ပါလား Cortez အခုရိုင်းနာမည်ကြီးနေတာပဲ သူတို့ရဲ့ဈေးဝက်ရှာဖွေရေးကလုံးဝတမယုတ်ကြမဟုတ်ဘူးလေ website မှာပစ္စည်းဝယ်ဖို့ password တောင်းတယ်ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အမြောက်အကျုံးတကူကိုသွားတွေ့တယ်စဉ်းစားကြည့်လေ anti-social လို့နာမည်ပေးထားတဲ့အမတ်တန်စိတ်တို့ password တင်နဲ့လူတိုင်းမဝင်နိုင်အောင်ရုပ်ဝက်ထားတဲ့ Cortez တို့ကအပြင်မှာတကယ်တမ်းကြတော့အခိုင်အမာဆုံးနဲ့အစီလုံးဆုံးလူမှုအတိုက်ဝန်ကြီးတို့ကိုဖန်တီးနိုင်ခဲ့ကြတယ်ဆိုတာလေ ဟုတ်တယ်ဗျာ ဘာဖြစ်လို့ဖုန်းကွယ်ထားလေတားဆီးထားလေလူတွေကပို့ပြီးစူးစီးမိသွားတာလဲ ဒါကစိတ်ပညာမှာ effort heuristic လို့ခေါ်ပါတယ်ဗျာလူတွေဟာအလွယ်တကူပိတ်ဆံပေးုံနဲ့ရနိုင်တဲ့ຢာတွေထက်ကိုယ်တိုင်အားထုတ်ကြိုးပမ်းပြီးမှရလာတဲ့ຢာကို
ပိုပြီးတန်ဖိုးထားတတ်ကြတယ် ကိုယ်တိုင်ရှာဖွေရတဲ့အရသာပေါ့နော် ဟုတ်တယ်လေဥမာ password ရှာတာလမ်းပေါ်မှာပြေးလွှားပြီးတန်းစီတာမျိုးပေါ့ Cortis ကအဲ့ဒီအားထုတ်မှုကိုတောင်းဆိုတာပါအဲ့ဒီအခက်အခဲကိုကြော်ဖြတ်ပြီး PC ကိုဝယ်နိုင်သွားတဲ့အခါတင့်ဟာတာမန်ဝယ်ယူသူမဟုတ်တော့ဘူးစမ်းသပ်မှုကိုအောင်မြင်ထားတဲ့ရွေးချယ်ခံအဖွဲ့ဝင်ကြောက်ဖြစ်သွားပြီဗျ ဟာတကယ်ကိုစိတ်ဝင်စားစရာပဲကဲကိုလင်းနဲ့တစ်ချင်းကပ်မှုတယ်ပဲနော်ကဲဒီလိုလမ်းဘေးယဉ်ကျေးမှုမြေအောက်ယဉ်ကျေးမှုကနေစတင်ခဲ့တဲ့ streetwear ဟာအခုဆိုရင်အဲ့ဒီအစ်စ်မှတင်ရက်မနေတော့ဘူး ဟုတ်ကဲ့ ဇိန်ခံ fashion လောကနဲ့ပါသွားပြီးရောနော်သွားတယ်ပါရီမြို့က high fashion ပြပွဲတွေအထိရောက်သွားတယ်လေဒီအပြောင်းလဲရဲ့အဓိကတရားကြီးကတော့ off white လို့ဆိုရမှာပဲ off white bro တီထောင်သူ Virgil Abloh ဟာ streetwear ကိုဇိန်ခံအဆင့်ရောက်အောင်တွင်းပို့ခဲ့တယ်သူရဲ့ထူးခြားချက်ကအခိုးအကသင်္ကေတquotation marks တီကိုတုံးတာပဲအရှိတိုင်းကနေဆိုရင် Comte ကဆုံးလို့ Japan high fashion အမတ်တန်စိတ်ကပါဝင်လာတယ် ဟုတ်တယ် CDG ပေါ့ သူတို့ရဲ့အဓိက line ကအရန်ကိုအနုပညာဆန်ပြီးဝေးရခဲ့ပေမဲ့နှလုံးသား logo လေးနဲ့ CDG play လို့ line ခွဲတွေကတဆင့် streetwear ဈေးကွက်ထဲကိုဝင်လာတယ်။ထားမလူတွေလေသူတို့ရဲ့အနုပညာအငွေ့တဲ့ကိုခန်းစားခွင့်ရသွားတာပေါ့ မှန်ပါတယ် ။ Italy က Cucina Stone Island ရှိတယ်။သူကတော့ fashion design အလားပါတဲ့ချီမြင်းနဲ့အထက်အလေးစမ်းသစ်တီထွင်မှုတွေကိုပို့အာရုံစိုက်တယ်လေ။အဖူချင်းပြောင်းရင်အယောင်ပြောင်းတဲ့အစားတွေအကြမ်းခံတဲ့အစားတွေတုံးတယ် ဟုတ်တယ်နီးပညာပိုင်းကိုပို့သွားတာပေါ့ ။လက်မောင်းကတလိုက်အိမ်ညောင်တစိတ်လေးကအစက UK ဘောလုံးပရိသတ်တွေကြားမှာခက်စားရတာနေနောက်ပိုင်း dress လို့ hip hop အမှုပညာရှင်တွေဝတ်လာတော့ streetwear ရဲ့အမြင့်ဆုံးအဆင့်အတန်းသင်္ကေတတစ်ခုဖြစ်လာပြန်တယ်နော် Stone Island ရဲ့အောင်မြင်မှုကတော့နီးပညာနဲ့လက်မှုပညာကိုတန်ဖိုးထားတဲ့ယဉ်ကျေးမှုစီကိုကူးပြောင်းသွားတာပါဗျ အေး လူတွေဟာ logo အကြီးကြီးတွေဝတ်ပြီးကြွရတဲ့အဆင့်ကနေအထယ်ရဲ့တားရည်ချီမီရဲ့အည်အသွေးဆေးဆိုးရဲ့နီးပညာကိုနားလည်လာတဲ့အဆင့်ကိုတက်လာတာပါတိတဲ့သူမှတိမဲ့ဆိုတဲ့တိမ်မွေးတဲ့ကြွားဝါမှုမျိုးဖြစ်လာပါတယ်ဗျ အဲ့ဒီတိမ်မွေးမှုဆိုတာနဲ့ဆက်ဆက်ပြီးနောက်ဆုံးပြောချင်တာက essentials အမှတ်တစိတ်ပါပဲ ဟုတ်ကဲ့ essentials သူက fear of god ရဲ့ line ခွဲဖြစ်ပြီးဈေးနှုန်းတက်တာတယ်ရိုးရှင်းတဲ့မြေကြီးရောင်တဲရောင်တွေတုံးတယ်ပို့ပို့ချောင်းချောင်းဒီဇိုင်းတွေနဲ့နေစင်မွာမှာတက်တောင်တက်တာဝတ်ဖို့ပဲဖန်တီးထားတာချစ်စစ်ပြေလွတ်နေတေကကယ်လီဖိုးနီးယားကမ်းခြေကရေလိုင်းစီးသူတွေရဲ့အမှတ်အသားကနေလန်ဒန်မြို့က password ရိုက်ချက်ပြီးမှပြေးလွှားဝယ်ရတဲ့ပေါ်ပေါ်ပွဲတွေအဲ့ဒီကနေတဆင်ပါရီမြို့ကဇင်ခံ fashion ပြပွဲတွေထိရောက်ရှိလာတဲ့ streetwear ရဲ့ခီးစဉ်ဟာတကယ်ကိုခမ်းနားပါတယ်နော် ဟုတ်ပါတယ်ဗျာ ဒီကနေ့ကျမတို့လေ့လာခဲ့တဲ့ရင်းမြစ်တွေရအဝတ်အစားဆိုတာခြေသားနဲ့ချုပ်ထားတဲ့ရာသက်သက်မဟုတ်တော့ပဲလူတွေရဲ့စိတ်ခံစားချက်ဂီတယဉ်ကျေးမှုရှားပါမှုနဲ့မျိုးနွယ်စုစိတ်သက်တွေကိုပေါင်းဆက်ထားတဲ့ခေတ်သစ်အမှုပညာရဲ့တစ်ခုဖြစ်လာတယ်ဆိုတာသိချနာလဲလာရပါပြီဒီကနေ့အသေးစိတ်လေ့လာဆွေးနွေးမှုအစီအစဉ်ကိုဒီမှာပဲရပ်နာလိုက်ပါစေယခုလိုချိန်ပေးနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်နှုတ်ဆက်ခဲ့ပါတယ်ရှင်